ဒီနေ့မလာ9ရက်နေ့မြန်မာစံတော်ညနေ4နာရီအချိန်မှာတော့မြန်မာနေရှင်လီပွဲစဉ်21ရဲ့ပထမဆုံးပွဲစဉ်ဖြစ်တဲ့တစ္ဆာအာမန်အသင်းနဲ့ဒဂုံစရာအသင်းတို့ကတော့မကြခင်ချိန်တော်တွင်းမှာတော့ရန်ကုန်မြို့မှာရှိတဲ့တူနာအားစားကွင်းမှာတော့ရှင်မင်ကစားသွားတော့မှာလည်းဖြစ်ပါတယ်။ညချမ်းမှာရှိတဲ့ရှိုင်းဝနာအောင်ဘောလုံးတစ်ချက်ချအောင်လာပြီးတစ္ဆာအာမန်အသင်းတိုင်တိုက်စစ်ပြန်လဲစတင်လာခဲ့တာဖြစ်ပါတယ်။စာမန်လှကန်နေခိုင်စစ်ကစမ်းနိုင်ဦးကံမှာဖြစ်ပါတယ်။ကိုရှိုပေးထားပြီးကောင်းတိုက်တယ်စမ်းနိုင်ဦးရဲ့ထောင်းကံပေါ်ပေးဖို့မှုကိုတော့ခန်းစစ်ကလိုက်ပါလာခဲ့တဲ့မြက်ဖုံးခန့်အဲ့ဒီနေရာမှာကောင်းတိုက်အဆုံးသတ်ခဲ့ပေမဲ့ဒဂုံစရာအသင်းရဲ့ဂိုးသမားအောင်ပြဖြိုးကောင်းဆုံးပုံစံနဲ့စွမ်းပြသခဲ့ဖြစ်ပါတယ်။ကိုရှိုကံပေးထားပြီးအရာတော့ကြတယ်လက်ကန်နေမိုကာလူပေးပြီးကိုဘီခမညာဒီတို့အတိုင်းပဲနေရအောင်တောင်းကံပေါ်ပေးဖို့မှုကိုတစ္ဆာအမန်ရဲ့ခန်းစစ်ကရှင်းထုတ်ထားခဲ့ပြီမောင်မောင်ဝင်းရဲ့ကံသွင်းအဆုံးသတ်မှုကိုခန်းစစ်ကနေတိုက်စစ်ကိုလိုက်ပါလာခဲ့တဲ့မိုကာလူနောက်ပေါက်ကလေးနဲ့ပဲအသားရချိန်သွင်းပြီးတော့ဒီနေ့ပွဲစဉ်အတွက်ဥဆောင်သွင်းကိုတော့ရောက်ယူသွားခဲ့တာဖြစ်ပါတယ်အစိုးနိုင်ကနေပြီးထားရမြောက်စမစိုးလိုက်နေတယ်ရှုပ်ကနေပြီးထားတယ်ခေါင်းလိုက်ထားတယ်မြောက်ချိန်ကြည့်နေမြောက်ဆန်မမဲတို့ပြီးထားတယ်ချက်ပြိုးရေးအဲ့ဒီမှာရလာပြီလက်ကံပြီကျူအခွင့်ရလာခဲ့တဲ့ချက်ပြိုးရေးအဆုံးသက်ကန်သွင်းမှုကတော့လိုအပ်ချက်တွေများနေကြရလဲဖြစ်ပါတယ်ပမာနေတာအဆုံးသက်ခွင့်ကိုချက်ပြိုးရေးပိုင်ဆိုင်ခဲ့ပေမဲ့လည်းသူ့ရဲ့ကန်ချက်ကတော့အဲ့ဒီကိုပေးထားပြီစနိုင်ဦးလူကျူကြတာလေအဲ့ဒီတော့ပေးထားပြီဆောင်းမတော့ပေးပြီစနိုင်ဦးပေးဖို့မှုအဲ့ဒီထဲမှာအသင်းရှိတဲ့စောမျိုးစောဘယ်သူအဆုံးသက်ခဲ့ပေမဲ့ရှေ့ကံပေးထားပြီကောက်တိုက်တယ်ဒါဆွဲဦးလာပြီစောမျိုးစောပဲမောင်ကလူကြောဖို့ကြိုးစားဆွဲမျိုးစောလက်ကဲတယ်ထပ်ပေးပြီစောမျိုးစောအဲ့ဒီထဲမှာပိုင်ကံသွင်းရရှိခဲ့ပေမဲ့မောင်ကာလူရဲ့ဒီဖြစ်ထုံမှုကတော့ကျွန်တော်တို့တွင်းကိုတကိုးနဲ့ညီမျှနေလို့အောင်ဆိုရမှာဖြစ်ပါတယ်မောင်ကာလူသာရှိမနေတော့တစ္ဆာမန်တင်းချီပေါဟိန်းဆက်ကိုပြီးထားတယ်ဘေချန်ကနေဟိန်းဆက်အရွယ်တို့ပြီးထားပြီကောင်းတိုက်တယ်ကောင်းတိုက်ချက်ကတော့ပြည့်စုံအောင်ကိုပုံလေးတော့လွဲသွားတာလည်းဖြစ်ပါတယ်ဖွဲကိုတော့ဆက်လက်ပြီးတော့ဥဆောင်နေရလည်းဖြစ်ပါတယ်လက်ရှိချိန်မှာလည်းတစ္ဆာမန်တင်းပဲလက်ကန်နေဂိုးပြီခင်ဗျာအထင်မှတ်တဲ့အနေအထားတစ်ခုကနေတစ္ဆာမန်တင်းဖွဲကိုတော့ပြန်လဲခြေပနိုင်ခဲ့ပြီလည်းဖြစ်ပါတယ်စာမတင်စားမရရဲ့ကောင်းမွန်တဲ့နားလည်မှုတစ်ခုကနေတော့ရှဲမနာအောင်အီရာပြင်ပနေရလာတဲ့အနေအထားကိုတော့တုံဆိုင်နေခြင်းမရှိပဲတခါတည်းကန်သွင်းခဲ့တဲ့သူ့ရဲ့ကန်ချက်ကတော့ပြင်မဲ့တဲ့ကိုးပုံထဲကိုရောက်ရှိလို့သွားခဲ့ရလဲဖြစ်ပါတယ်။မောင်ဝင်းလိုက်လံတားဆီးဖို့ကြိုးစားခဲ့ပေမဲ့လည်းဘလုံးမအောင်မမီတော့ဘဲနဲ့ရှဲမနာအောင်ရဲ့ကန်ချက်ကပုံမြန်ဆက်လို့နေခဲ့ပြီးတော့စာမတင်ခြေပါကိုတော့ရရှိသွားခဲ့ပြီလည်းဖြစ်ပါတယ်။ဟုတ်ရှဲမနာအောင်ကတော့ဆန်ရလူလက်ကန်နေစာမတင်မေအောင်ပြဖြိုးရှေ့တီထွက်လာပြီးတော့တားဆီးတဲ့ပုံစံကတော့ငငယ်တော့ဆုံးဖြတ်ရခက်တဲ့အနေအထားမှာတော့ရှိနေရတယ်ဖြစ်ပါတယ်ဘောလုံးရသေးရဲ့မြလက်ကံမီလူဆောင်စားမှာမိုးဆွေရဲ့အေရီယာပြင်ပကန်ချက်ခုပေါင်းနဲ့လွဲသွားခဲ့ရလဲဖြစ်ပါတယ်ဆန်နိုင်လက်ကန်နေတကူကြော်ဖြတ်လာပြီအဲ့ဒီဝင်လာတယ်စနိုင်ဝဲတော့လက်ကန်နေတပိတ်ပြီကိုဘီခင်ဗျာတော့စီကန်စနေတဲ့တွင်းပါပဲတစ္ဆာအမန်တွေနောက်တဲ့ဥဆောင်ကိုတော့ရရှိလို့သွားခဲ့ပြီလည်းဖြစ်ပါတယ်ဒီချိန်ရရှိလာတဲ့ဥဆောင်ကိုတော့ဒီနေ့ပွဲစဉ်မှာတစ္ဆာအမန်တွေအတွက်ဒီနေ့ပွဲစဉ်ဥဆောင်ကိုသူ့ုံပေးထားနိုင်ခဲ့တဲ့ရှိုင်းဝနာအောင်အဲ့ဒီနေရာမှာပဲဘောလီကန်ချက်နဲ့အကောင်းဆုံးကန်သွင်းအဆုံးသက်ပြီးတော့တစ္ဆာအမန်အသင်းတွေဒီနေ့ပွဲစဉ်မှာသူ့ရဲ့နောက်ထပ်သွင်းကိုတကိုးတော့သူ့ကိုသွားနိုင်ခဲ့တာလည်းဖြစ်ပါတယ်တစ္ဆာအမန်အသင်းတန်းစင်းဆောင်ရီလွတ်အောင်ရှမ်းမနာကိုသွင်းမိခဲ့တဲ့သွင်းကိုကတော့အမတန်ကိုလှပလို့နေခဲ့ရလည်းဖြစ်ပါတယ်ဒီသွင်းကိုနဲ့သာတစ္ဆာအမန်အသင်းတန်းစင်းဆောင်နာရုံထွက်နိုင်ခဲ့မယ်ဆိုရင်တော့ရှမ်းမနာရဲ့သွင်းကိုကတော့တကယ်ကိုအဖိုးတန်လို့နေခဲ့မှာလည်းဖြစ်ပါတယ်ရှမ်းမနာကိုတကယ်ကိုဘလုံးပြန်ပြတ်ပြီးတော့ဒဂုံစရာအသင်းပြန်လဲရရှိသွားခဲ့တာဖြစ်ပါတယ်တိုက်စစ်ကိုထည့်ပေးထားပြီးထပ်ပြောပဲလူလူချိုရထားတဲ့အရာမှာလက်ကန်တယ်ကိုဘီခင်ဗျာကျွန်တော်တစ္ဆာအမန်အသင်းရဲ့သွင်းကိုနေတွေ့ရပြီးတော့တိတ်မချခင်အချိန်တော်တွင်းမှာပဲဒဂုံစရာအသင်းရဲ့
ဒီနေ့ပွဲစဉ်မှာတိုက်စစ်ကပါဝင်လာခဲ့တဲ့ထပ်ဖြိုးဝေခွင့်လျာပေးဖို့တဲ့ဘောလုံးတော့အကောင်းဆုံးပုံစံနဲ့ကန်သွင်းအဆုံးသတ်ပြီးတော့ဒဂုံစတာအသင်းရဲ့ခြေပါကိုတော့ရရှိလို့သွားခဲ့ပြီလည်းဖြစ်ပါတယ် ရှယ်မနာအောင်ရဲ့လှပတဲ့သွင်းကိုတကူရတွေ့ရလို့မကြခင်မှာပဲအစမှအသင်းဒီရလက်ကိုထိန်းထားနိုင်ခြင်းမရှိဘဲနဲ့ဒဂုံစတာအသင်းရဲ့ခြေပါကိုတော့အလှိမ်မြန်ပဲပြန်လည်ခွင့်ပြုပေးခဲ့ရလည်းဖြစ်ပါတယ်ဆလမန်နောက်ပေးရတဲ့တီးအားစောရတဲ့ဝင်လာပြီးရန်နိုင်ဦးလက်ကံမီကိုမနဲ့ထိတယ်မြမိုးဆွေထော်သိမြတာပြီးတယ်ပလိုက်ထားတယ်ကိုသမားနိုင်လင်းအောင်ပဲပြင်လည်ပြီးတော့ဖတ်ယူထားနိုင်ကြရလဲဖြစ်ပါတယ်ဆက်လက်ပြီးတော့တန်းစင်းဆောင်ရဲ့အထက်မှာတော့တစားမှန်တင်ရှိနေသေးရလဲဖြစ်ပါတယ်ဒီပွဲစဉ်မှာဒီပွဲစဉ်ကိုကြည့်ရှုအားပေးခဲ့ကြတဲ့အားဆောင်ရာရှင်တယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါရခင်ဗျာကုန်းအားကြီးတိုင်းတဲ့တဲ့ပွဲစဉ်မှာ AYP မာရဒမသူရရှိသွားသူကိုသူ့စိတ်နဲ့သူချင်းကိုချီးမြှင့်ပေးပါရစေအာရှတိုင်းရဲ့တဲ့မြမတဲ့ရဲ့ဘောလုံးမဟာကြီးဆရာဦး